Golden Bells ကြာသပတေးနေ့16ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီး4အခန်းငယ်28ကနေ54သင်တို့သည်တန်ရှင်းသောဝိညာဉ်တော်၏တကူအားဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည်ကယ်မသနာတော်မူပါစေသောယောမဩဝါဒစာအခန်းကြီး15အခန်းငယ်73ဒီနေ့အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်တေချာလာတဲ့မျောလင့်ခြင်းကြောက်စုအကြောင်းကိုဝေငှချင်ပါတယ်။လောကမှာအကထရပ်ဆိုတဲ့အကျဉ်းထောင်ဟာလုံးဝနီးပါးလွတ်မြောက်လို့မရတဲ့အကျဉ်းထောင်အဖြစ်နာမည်ကြီးသလိုနက်ဆိုကျွန်း Davis Island ဆိုတာကလည်းရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်အင်မတန်ထင်ရှားလာပါတယ်။သို့တော်လည်းဖော်ဆန်အကျဉ်းထောင်ကတော့ဂျွန်နီကက်ရှ်ရဲ့အင်မတန်ကြော်ကြားလာတဲ့ဖော်ဆန်အကျဉ်းထောင်ရဲ့အလွမ်းပြေတရားဖြင့်လူသိများလာခဲ့တာဖြစ်ပါတယ်။ဂျွန်နီကက်ရှ်ဟာထိုနေရာမှာအကျဉ်းသားတစ်ခါမှမဖြစ်ခဲ့ဘူးပေမဲ့လည်းအကျဉ်းသားတွေရဲ့ရှေ့မှောက်မှာတွားရောက်ပြီးတီဆိုပေးခဲ့တာဖြစ်ပါတယ်။သူကဖော်ဆန်အကျဉ်းထောင်နဲ့အဝေးဆုံးနေရာအဲ့ဒီနေရာမှာပဲငါနေခြင်းလဲဆိုတဲ့တခြင်းစာသားတွေအပြင်အကျဉ်းသားတွေရဲ့လွတ်လပ်ခြင်းအတွက်တောင်းတမှုကိုအမိအရာဖန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။သူရဲ့တခြင်းဟာအကျဉ်းသားတိုင်းရဲ့လွတ်မြောက်လို့တဲ့အိမ်မက်ကိုပို၍ခိုင်မာစေခဲ့တာဖြစ်ပါတယ်။ခရိယန်တွေအနေနဲ့ကျွန်တော်တို့ဟာဒီလိုမျိုးစိတ်ကူးရင်မျှော်လင့်ချက်တွေထက်အစပေါင်းများစွာကြီးမြတ်လာတဲ့မျှော်လင့်ခြင်းအစစ်အမှန်တစ်ခုကိုသေချာစွာသိရှိကြတာဖြစ်ပါတယ်။တမန်ကျမ်းစာတော်ထဲမှာမျှော်လင့်ခြင်းဆိုတာဟာမသေးချာမရေရာတဲ့အရာမျိုးလုံးဝမဟုတ်ပါဘူး။ဘုရားသခင်ကိုယ်တော်တိုင်အာမခံထားတော်မူတဲ့အရာဖြစ်ပါတယ်။ယောမဩဝါဒစာခန်းကြီး15အခန်းငယ်73မှာဘုရားသခင်ကိုမျှော်လင့်ခြင်းအရှင်လို့အပီပြင်ခေါ်ဆိုထားပြီးကိုယ်တော်ဟာကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းတို့ဖြင့်ပြည့်စုံစေတော်မူတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဟာကိုယ်တော်ရဲ့ဘယ်တော့မှမပြောင်းလဲတဲ့ဂရုတော်များအပေါ်မှာကြောက်ဆူးချထားတဲ့ကဲ့သို့ခိုင်မာစွာရှိနေပါတယ်။ဒါကြောင့်မို့လို့ဒါဟာဘုရားသခင်ရဲ့သဘောတော်အပေါ်မှာအခြေခံထားတဲ့နောင်ဖြစ်လာမယ့်အမှုအရာတွေအတွက်စိတ်ချယုံကြည်စွာနဲ့မျှော်လင့်ခြင်းဖြစ်ပါတယ်။လောကကအကျဉ်းသားတွေဟာလွတ်လပ်ခွင့်ကိုပဲအိမ်မက်မက်နိုင်ကြပေမဲ့ယုံကြည်သူတွေကတော့ငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းပြည့်ဝတဲ့အနာဂတ်စီသို့ကျွန်တော်တို့ကိုတဲ့တဲ့ပို့ဆောင်ပေးမဲ့သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်အာမခံပေးထားတဲ့ထာဝရအသက်ရဲ့တေချာလှတဲ့မျှော်လင့်ခြင်းတွေမှာနေ့ရက်စဉ်တိုင်းဝမ်းမြောက်နိုင်ကြတာဖြစ်ကြောင်းနှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းဝေငှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ